အားလုံးပျော်ပျော်ပါပါညီကိုမောင်နှမတွေအားလုံးတူတူချီးမွမ်းမယ်အချိန်မရှိဘူးအေးစစ်စစ်ချီးမွမ်းမယ်ရင်းရင်းနှီးနှီးပဲအားလုံးကိုစနေတော့လေတခင်တော့လေတော့ညဖြစ်ဖြစ်တော့ကြောက်ခံနိုင်သည်စိတ်ခိုင်းတော့အမှုတော်ထမ်းရဖို့ကောင်းချီးပေးပါစေဘုရားခင်နဲ့ဝေးပြီးတော့ငယ်ငယ်လေးကဘုရားနဲ့တီးခဲ့ရပြီးတော့ဘုရားနဲ့ဝေးသွားတဲ့တက်တာက10 နှစ်10 နှစ်လောက်ကြာခဲ့ပါတယ်ဘုရားเจ้าတော်မရောက်တော့ပါဘူးအိမ်ကတွေ့နေတော့မှမတွေ့ရတော့တဲ့အခြေအနေထိမူရစေးနဲ့ရက်မှတွေ့ခဲ့နုံနစ်ခဲ့ပါတယ်ဒါပေမဲ့တကယ်ရုံးထွက်နိုင်တယ်ဆိုပြီးတော့အချိန်ချင်းကြိုးစားပါတယ်တကယ်အမတယောက်ကပြောပါတယ်သူကမိသားစုရလည်းပြောပါတယ်ဘုရားခင်လုပ်ပေးမှရမှာဘုရားခင်ဆုတောင်းတာဘုရားငါတက်နိုင်တယ်ငါဖြတ်နိုင်တယ်ဘာလို့ငါကြိုက်တာလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုငါကြိုက်တာမဟုတ်ဘူးဆိုတော့10 နှစ်လောက်ရှိပါတယ်အဲ့ဒါကိုဘယ်ဖြတ်နိုင်သူကကိုယ်တိုင်တွေဘယ်တော့မှမရနောက်ဆုံးကျတော့လည်းဘယ်လောက်ထိတော့ဖြစ်သွားလဲဆိုတော့သူကလောကကြီးမှာတက်ရှင်အတိတ်ပဲလည်းမရှိတော့ဘူးနောက်နေ့လိုးလာရင်မိုးလေးသူကငိုခြင်းနဲ့ဘာမှမလုပ်ချင်တော့ဘယ်သူနဲ့မှလည်းမတွေ့ချင်တော့ဘူးနောက်တော့ဘာနဲ့မှအစားထိုးလို့လဲဒီစိတ်ကိုဒီအရက်တွေနဲ့တူတာမပြတ်နိုင်ဘူးပျော်ရင်ဒါပဲလောက်ရမယ်ဆိုတော့အတိဒါလို့ရင်ပျော်တယ်လို့ပဲထင်တယ်ဒါပေမဲ့ဒါလို့ရင်လည်းမပျော်တော့ဘူးနောက်ပိုင်းမှာငိုချင်လာတယ်နောက်ပိုင်းမှာဖြစ်သွားလဲဆိုတော့ဘုရားခင်သမီးကိုကိုရရှင်တနာပါယေရှုနာမနဲ့ဆုတောင်းရရတယ်ဆိုတော့အဲ့တခုတော့လုံးဝသိထားတယ်အဲ့ဒါကဘာလို့ဆုတောင်းရလဲဆိုတော့ဘုရားခင်သမီးအသက်ရှင်ခြင်းတော့ပါဗျာသမီးကိုတတ်တောင်းတတ်တာနဲ့တေရသောအခွင့်ကိုကိုရရှင်ပေးပါဆိုလို့ဆုတောင်းလိုက်ပါတယ်
သမီးဘာလုံးမှလည်းမလုပ်ချင်တော့ဘူးသမီးယောက်ျားလည်းယူချင်တော့ဘာစားထိုးတာမှလည်းမလုပ်ချင်တော့ဘူးဖျားတဲ့သမီးကိုတနာရင်သမီးကိုတရားတော်ဖွင့်ပေးပါယေရှုနာမနဲ့ဆုတောင်းပါ၏ဆိုပြီးနှစ်ကြိမ်တိတိသမီးဆုတောင်းခဲ့ပါတယ်ယေရှုတော်ကြောင့်ပဲ3လအတွင်းမှာဖျားတဲ့ကိုနဲ့မဆိုင်တော့တဲ့လိုမျိုးလောက်ပါတော့နီလန်းများနဲ့တွေ့တော့ဒီဘဝထဲမှာဆွဲထုတ်လိုက်ပါတယ်ဖျားတဲ့ယေရှုတော်ရန်ချီးမွမ်းပါတယ်ဟာလေလုယာဟာလေလုယာကိုဒီရောဖျားတဲ့ချီးမွမ်းပေးပါယေရှုတော်ကြောင့်ဒီဘဝထဲလွတ်မြောက်သွားပါပြီလုံးဝဒီရက်တွေပြီးရတယ်စေးနေဆိုတာတကယ်တော့မဆိုင်တော့ဘယ်လိုဖြစ်သွားလဲအဲ့လိုကိုယ့်ကိုစူးစမ်းခဲ့တော့ဘယ်လိုမှမရခဲ့ဘူးအခုအဲ့လိုမျိုးဖြစ်သွားတယ်လုံးဝကိုယ့်ကိုယ်ကတော့မရှုံးနိုင်ပါဘူးအရင်တော့မိသားစုတွေကတကယ်လာရင်တကယ်ကိုစေးလုပ်တဲ့အတွက်ကြောင့်စိတ်မကောင်းကြဘူးသူတို့ကြားဆူတောင်းပေးကြတယ်ဆူတောင်းပေးတော့တိုးနဲ့တကယ်ကြားမှကြောက်လို့စိတ်မကောင်းဖြစ်သွားမှကြောက်လို့သူတို့ဟိုရှောင်းပုံးလိုက်ဒီရှောင်းပုံးလိုက်တွေ့ဝင်လာလို့အဲ့လိုမျိုးမိသားစုတွေကြားမှာအဲ့လိုဖြစ်ခဲ့တယ်အခုချိန်မှာကျတော့တကယ်လာလို့ဆိုရင်တကယ်ဘုရားကြောင့်တသက်ခံမယ်တကယ်ဆုတောင်းခိုင်းမှာကျတော့အကုန်လုံးထွက်ပြေးကြတယ်အဲ့လိုမျိုးများတယ်အကုန်လုံးချိန်လိုက်ပါတယ်နောက်တစ်ခါတကယ်အခုဆိုရင်ဘုရားကလည်းအရန်အနီးကပ်ပြီးတော့နေရတဲ့အသက်တာမှာပဲတကယ်ပြောတယ်စေးလုံးမှပြောတာမဟုတ်တော့ဘုရားသခင်အကြောင်းပြောရင်ချိန်တိုင်းပြောနေတာဖြစ်ပါတယ်မပြောတော့သူ့အကြောင်းမစဉ်းစားတော့ဆိုတကယ်သက်တာမှာခန်းချောက်လာပါတယ်အဲ့လိုအသက်တာချက်ချင်းပြောင်းလဲပေးနိုင်တာသခင်ယေရှုပဲဖြစ်ပါတယ်ဘုရားသခင်ဘိုးကြောင့်သက်တာဖြစ်ပါတယ်ဒီလိုစင်ပေါ်ဒီလိုတက်လာနိုင်တယ်ဒီလိုစကားတွေပြောနိုင်တယ်ဒီလိုပုံတော်တွေချီးမွမ်းနိုင်တယ်လည်းဘုရားသခင်တကူကြောင့်ဖြစ်ပါတယ်သူလုပ်ပေးလို့ဖြစ်ပါတယ်အရင်တော့အဆိုတော်ဖြစ်ပါတယ်ဒါပေမဲ့တကယ်နောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့လူတွေကြားထဲမှာတကယ်စကားပြောတာကိုယ့်ကိုယ်ကိုယုံကြည်ချက်လည်းမရှိတော့ဘူးတချင်းလည်းမဆိုရတော့ဘူးအပြောင်းဂီတာလေးနဲ့တကယ်ချင်းတွေစုပြီးတော့တချင်းဆိုရင်တော့မဆိုရတော့တဲ့အချိန်တွေဖြစ်လာတယ်ကြောက်သွားတယ်ယုံကြည်မှုတွေရမ်းပြင်းနေတယ်အခုချိန်မှာစင်ပေါ်ဘုရားသခင်ပြန်ကျင်တဲ့အတွက်ကြောင့်ဘုရားသခင်နဲ့အစကလည်းပြန်ဆပါတယ်အဲ့တော့ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီစင်ပေါ်မှာကြီးမွားနိုင်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အခုလိုသက်သေခံရတဲ့အတွက်ဘုရားသခင်လည်းကျေးဇူးတင်ပါ